အားလုံးပဲမင်္ဂလာပါရှင်။စူထိုင်းစုကီချက်မစားပြတာကြာနေပြီပေါ့နော်။အဲ့ဒါကြောင့်ဒီနေ့စူလို့ထိုင်းစုကီလေးချက်စားဖြစ်ပါတယ်။ဒါလေးတွေကတော့စုကီချက်ဖို့အတွက်စုတုံထားတဲ့ပါဝင်ပစ္စည်းလေးတွေပေါ့နော်။ပထမဦးဆုံးစူကြက်သားကိုရတာနေပါမယ်။ကြက်သားမို့အနေငယ်ထည့်မယ်။ပိန်းငန့်ပြရည်အကျဲအနေငယ်ထည့်မယ်။ပြီးရင်တော့စူကြက်ဥတစ်လုံးကိုပါဖောက်ထည့်လိုက်ပါတယ်။ပြီးရင်တော့အားလုံးကိုနှံ့သွားအောင်တည်တည်ချာချာလေးနေပြလိုက်ပါတယ်ရှင်ဒီညမှာပကံလုံးဆိုရင်တော့ပိုကောင်းတော့ပေါ့နော်စုကရွေးချယ်မှုမှားသွားတာပေါ့ပကံများဆိုတော့နေရတာနည်းနည်းလေးခက်သွားတယ်ခုဆိုရင်တော့စုကီချက်တော့မှာပေါ့နော်ရေကိုတော့စုနဲ့စုမိနဲ့နှစ်ယောက်စာဆိုတော့စုနှစ်ပကံစာအပြီးချိန်ပြီးထည့်လိုက်ပါတယ်ပြီးရင်တော့အဖောအုပ်ပြီးရေစုလာတဲ့အထိတည်ထားလိုက်ပါမယ်ခုလိုမျိုးရေတွေကပပွက်ဆူလာပြီဆိုရင်တော့ဟင်းချိုခဲပေါ့နော်ဟင်းချိုခဲကိုတခဲထည့်ပါတယ်ငင်ပြရေကိုတော့ဟင်းကတ်စွန်းနဲ့တစွန်းစာထည့်လိုက်ပါတယ်ပြီးရင်တော့ရတာနေထားတဲ့ချက်သားတွေကိုထည့်လိုက်ပါတယ်ရှင်ချက်သားဘက်တွေချက်သွားတဲ့အထိအဖုံးအုပ်ပြီးတည်ထားလိုက်ပါမယ်ခုလောက်ဆိုရင်တော့ချက်သားတွေကကြက်ပြီပေါ့နော်အဲ့တော့စူပစွန်းတွေကိုထည့်လိုက်ပါတယ်ပြီးရင်တော့အရွက်တွေကိုထည့်လိုက်ပါတယ်ရှင်ကစွန်းရွက်ရယ်မုံညင်းဖြူရယ်မုံညင်းစိမ်းရယ်ပေါ့နော်စူအမှုအနေငယ်ကိုလည်းထည့်လိုက်ပါသေးတယ်ပြီးရင်တော့စူကြာဆန်တွေကိုထည့်လိုက်ပါတယ်စူတုံထားတဲ့ကြာဆန်ကကြာဆန်အဆူဆိုတော့လေသူကကြက်ဖို့မြင်တယ်ဒါကြောင့်မလို့စူနောက်ဆုံးမှထည့်တာပေါ့နော်ပွေလိုက်တဲ့အခါမှာတော့ကြာဆန်ကနေနေတယ်ဒါကြောင့်မို့စူကြာဆန်အနေငယ်လေးထည့်လိုက်ပါတယ်ခုဆိုရင်တော့ပါဝင်ပစ္စည်းတွေအားလုံးကကြက်နေပြီပေါ့နော်အဲ့တော့စူနောက်ဆုံးမှာစူကီဆော့စ်ကိုထည့်လိုက်ပါတယ်စူကီကလေခုလိုမျိုးမြုပ်တီဆော့စ်အများကြီးထည့်မှစားလို့ကောင်းတာဒါကြောင့်မလို့စူကတော့မြုပ်တီဆော့စ်အများကြီးထည့်စားတာပေါ့နော်ခုဆိုရင်တော့စူရဲ့ထိုင်းစူကီလေးကစားချင်စရာကြီးဖြစ်နေပါပြီနော်အရသာမြည်ကြည့်ပါမယ်အရသာလည်းအနေတော်ပဲဆိုတော့စုရဲ့စုကီကတော့ကြက်ပါပြီရှင်ပကံလေးကိုပြောင်းထည့်ပါတော့မယ်စုကီကလေချက်ရတာလည်းလွယ်ပြီးတော့အရန်စားလို့ကောင်းတယ်စုလို့ပဲစုကီကြိုက်တဲ့သူတွေလိုက်ချက်စားကြည့်ကြနော်စားပါတော့မယ်စုချက်ကျွေးသမျှအစားအစာတွေထဲမှာဆိုရင်အမေကတော့စုကီကိုအကြိုက်ဆုံးပဲစုရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။တတားပါ။